ဒီရှင်းလင်းတင်ပြချက်အစီအစဉ်လေးကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်ထုံးနေတဲ့ smartphone နဲ့ computer တွေက data တိုင်းကိုစနစ်တကျထိထုတ်ပေးထားတဲ့မျက်စိနဲ့မမြင်နိုင်တဲ့အခြေခံတိဆောက်ပုံကြီးကြောင့်တိုက်ရိုက်လေ့လာသွားကြပါမယ် hardware တွေဘလောက်ပဲမြန်ဒီနောက်ွယ်ကအုံမြင့်မရှိရင်ဘာမှအလုပ်လုံးမှာမဟုတ်ပါဘူး ကဲလူတိုင်းဒီပါကြုံမှုလောက်မယ်စိတ်ပြက်စရာလေးတစ်ခုကနေဆက်လိုက်ကြရအောင် flash drive တစ်ခုမှာနေရာလွတ်တွေအများကြီးကျန်နေတဲ့ရဲ့သားနဲ့ 5GB လောက်ရှိတဲ့ video file တစ်ခုကူးထည့်လိုက်တဲ့အခါနေရာမဆန့်ဘူးဆိုပြီး error တက်လာတာမျိုးကြုံမှုကြတယ်မို့လားနေရာရှိနေလေသားနဲ့ဘာလို့ဒီလိုဖျက်ရတာလဲဆိုတာဒီနေ့နေအဖြေရှာကြည့်ကြတာပေါ့ အပိုင်းတက်နေနဲ့ဖိုင်းစနစ်တည်းရဲ့ခြေခံကိုရင်ဆုံးကြည့်လိုက်ကြရအောင် စောစောက error ဘာလို့တက်လင်းဆိုတာနားလည်ဖို့က file system ဆိုတဲ့အဓိကနည်းပညာကိုအရင်တည်ထားဖို့လိုပါတယ်သူ့ကိုအလွန်ထိရောက်တဲ့စာကြည့်ထိုက် catalog တစ်ခုလိုမြင်ကြည့်လိုက်ပါ data byte လေးတစ်ခုစီတိုင်းရဲ့တိကျတဲ့နေရာနဲ့ဖွဲ့စည်းပုံကိုအမြဲတမ်းချေခံမတာပေးထားတဲ့အတွက်ကွန်ပျူတာကအချက်လက်တွေကိုချက်ချင်းဖတ်နိုင်ရေးနိုင်တာဖြစ်ပါတယ်ဒီစနစ်သာမရှိရင်ကျွန်တော်တို့ရဲ့ data တွေကရှာမရနိုင်တဲ့အမိုက်ပုံကြီးဖြစ်သွားမှအသေးချပါပဲ ဆက်လက်ပြီးအပိုင်းနှစ်ဖြစ်တဲ့ fast စနစ်ရဲ့ကြီးစိုးမှုကြောင့်တွားလိုက်ကြစို့ Windows အတွက်အစောဆုံးဖြည့်ရှင်းချက်တွေကိုပြန်ကြည့်ရင် Fat Allocation Table ဆိုတဲ့ FAT မိသားစုရဲ့စင့်ကြပြောင်းလဲလာပုံကတကယ်ကိုစိတ်ဝင်စားစရာပါ။1990ပြည်လိုနေ့တွေကအများဆုံး32 MB ပဲလက်ခံနိုင်ခဲ့တဲ့ Fat 12အနေထားကနေဒီနေ့ခေတ်တိုင်အောင်3နေ့ဆက်ထိတဲ့ Fat 32စံနှုန်းထိတိုးတက်လာခဲ့တာဖြစ်ပါတယ်။ဒီတော့စောစောက flash drive မှာ error ပြတဲ့ပြဿနာရဲ့အဓိကတရားခံကဘာတူလဲဆိုရင်ဒီ Fat 32ရဲ့ 4GB file ကန်တက်ချက်ကြောင့်ပါပဲ။ file တစ်ခုတည်း 4GB ကျော်တာနဲ့သူကလုံးဝလည်းမခံကြပါဘူး။ဒါပေမဲ့စက်ပစ္စည်းတိုင်းနီးပါးကနေအလွယ်တကူဖတ်ရှုအသုံးပြုနိုင်တဲ့ပြိုင်ဘက်ကင်းလိုက်ဖက်ညီမှုရှိနေတာကတော့သူ့ရဲ့အကြီးမားဆုံး super power ဖြစ်နေစေပါပဲ အပိုင်း3ခုရောက်လာပါပြီဒီအပိုင်းမှာတော့ Windows ရဲ့အဓိက file စနစ်များဖြစ်တဲ့ NTFS နဲ့ exFAT အကြောင်းလေ့လာကြည့်ကြပါမယ်တော်တော်မှုလိုအပ်ချက်တွေအလွန်ရင်းမြန်စွာကြီးမားလာတဲ့အခါ Microsoft ဟာ NTFS ကိုမိတ်ဆက်ခဲ့ပါတယ်သူ့ရဲ့ပမာဏကိုမြင်ရုံကြည့်ဖို့ဆိုရင်အများဆုံးလက်ခံနိုင်တဲ့ file အရွယ်အစားက16 exabytes အထိရှိပါတယ်စဉ်းစားကြည့်ပါ1 exabyte ဟာ terabytes ပေါင်းတန်းနဲ့ညီမျှနေတာပါတကယ်ကိုအမခံပါပဲအဲ့ဒီလိုကြီးမားတဲ့ပမာဏအပြင် NTFS က data တွေအတွက်လင်းတွေက black box လိုမျိုး flight recorder သဘောတရားကို journaling နာမည်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဒါကြောင့်ကွန်ပျူတာသုံးနေရင်မိပြတ်သွားတာမျိုးစိတ်ရက်သွားတာမျိုးကြုံရရင်တောင်အရေးကြီးတဲ့အချက်လက်တွေပျက်စီးမသွားအောင်အလိုအလျောက်ကောက်ွယ်ပေးနိုင်သွားတာပါ။ဒီတော့ NTFS ဟာ Windows စနစ်တည်အတဲ့လုံခြုံစိတ်ချရတဲ့အခြေခံအုတ်မြစ်ကြီးဖြစ်လာပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ ASFAD ကိုFAT32 ကိုစွမ်းအားမြင့်ထားတဲ့ပုံစံမျိုးအဖြစ်မြင်တွေ့ရမှာပါ။သူကအစစ်မြင့်လုံခြုံရေးတွေမပါပေမဲ့ဖိုင်အကြီးကြီးတွေကိုထောက်ပံ့ပေးနိုင်တဲ့အပြင်မတ်ရော်ဝင်းတို့မှာသုံးလို့ရတာကြောင့်ကင်မရာတွေ external drive တွေအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်လာပါတယ်။အပိုင်းလေးမှာတော့လုံးဝအကွဲထွက်သွားတဲ့ဂေဟာစနစ်တစ်ခုဖြစ်တဲ့အပေါ်ရတော်လောင်မှုစင်ကဲဖီစင်ကိုလေ့လာကြည့်ကြပါမယ်။ Apple ဟာလည်းဆယ်စုနှစ်တွေအတွင်းမှာတိကျကွဲထွက်နေတဲ့ကိုယ်ပိုင်ပြောင်းလဲတိုးတက်မှုအစဉ်စဉ်ကိုတည်ဆောက်ခဲ့ပါတယ်။1985ခုနှစ်က HFS စနစ်ကနေကျဆင့်နောက်ပိုင်းမှာ Journaling တွေထည့်သွင်းလာပြီး2019ခုနှစ်မှာတော့ခင်မီတဲ့ APFS အထိတဖြည်းဖြည်းစင်ကဲပြောင်းလဲလာခဲ့တာတွေ့ရမှာပါ။ APFS ဟာခင်မီ flash သုံးလောင်မှုတွေ SSD တွေနဲ့အစစ်မြစ်လုံခြုံရေးအတွက်အလွန်တိကျစွာအကောင်းဆုံးဖြစ်အောင်ရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။ဒီလိုတည်တံ့ဆန်လွန်းတဲ့အတွက် Mac Drive တစ်ခုကိုWindows PC မှာတွားတက်လိုက်ရင်အထူး software မပါဘဲနဲ့လုံးဝဖတ်လို့ရမှာမဟုတ်ပါဘူး။အပိုင်း9ကိုဆက်သွားကြရအောင်။ဒါကတော့ Linux ရဲ့ X file system များအကြောင်းပါ။ Windows နဲ့ Mac အကြောင်းပြောပြီးတဲ့အခါ Open source လောကဖြစ်တဲ့ Linux ရဲ့ကိုယ်ပိုင်စံနှုန်းတွေကိုလည်းချန်ထားခဲ့လို့မရပါဘူး။ Extended file system မိသားစုဟာအလျင်မြန်ရင့်ကျက်လာခဲ့ပြီးနောက်ဆုံးမှာတော့ HD4 အထိရောက်ရှိလာပါတယ်။ဒီ HD4 ဟာကမ္ဘာတဝန်းကခင်မီ Linux စနစ်တွေနဲ့ server ကြီးတွေကိုလုံခြုံစိတ်ချဆောင်မောင်းနေပေးနေရဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အပိုင်း6လုပ်ငန်းသုံး file စနစ်ကြီးဖြစ်တဲ့ ZFS အကြောင်းလေ့လာကြည့်ကြပါမယ်။တကူရေးသုံးကွန်ပျူတာတွေကနေခွာပြီးကြည့်လိုက်ရင်အလွန်ကြီးမားတဲ့လုပ်ငန်းကြီးတွေအတွက်ဖန်တီးထားတဲ့ ZFS ဆိုတဲ့ T-net ရှင်ကြီးကိုတွေ့ရပါမယ်။သူ့မှာတကယ်ကိုအမခံဖြစ်စရာကောင်းတဲ့ self healing လို့ခေါ်တဲ့သူ့လိုပြုတ်ပြင်းနိုင်စွမ်းရှိပါတယ်။ data တွေကိုအမြဲတမ်းစစ်ဆေးနေပြီးပျက်စီးရွေးမှုတွေ့တာနဲ့backup တွေစီကနေအလိုအလျောက်ချက်ချင်းပြန်လဲပြုတ်ပြင်းပေးတာဖြစ်ပါတယ်။မူလက Sun Microsystems ကတီထွင်ခဲ့ပြီးအခု OpenZFS Project Fit ရှင်းတန်နေတဲ့ဒီစနစ်ဟာတာမန်အသုံးပြုသူတွေရဲ့လိုအပ်ချက်တဲ့အစားပေါင်းတန်းနဲ့ချီကြီးမားကြတယ်။ server ယုံကြီးတွေက zettabyte ပမာဏရှိတဲ့ data center ကြီးတွေကိုလွယ်ကူချောမွေ့စွာကင်တွယ်နိုင်ဖို့တည်တံ့တည်ဆောက်ထားတာဖြစ်ပါတယ်။
ကဲဒီမျက်စိနဲ့မြင်မြင်ရတဲ့စနစ်တီဟာ32 megabytes အရွယ်စားလေးကနေ19နဲ့တောင်မှမှန်စားလို့မရတဲ့ zettabytes တီအထိဘလုံးမြန်မြန်ဆန်ဆန်ပြောင်းလဲလာခဲ့တယ်လဲဆိုတာကျွန်တော်တို့အားလုံးတွေ့မြင်ခဲ့ကြရပါပြီဒီနေရာမှာစိတ်လို့ရှားစရာမေးခွန်းတစ်ခုထွက်ပေါ်လာပါတယ် data ဖန်တီးမှုတွေပေါက်ခွဲထွက်လာမယ့်အနာဂတ်မှာဒီထက်ပိုပြီးများပြားလာတဲ့ data တွေကိုနောက်ထပ်ဘယ်လိုစမ်းသစ်တဲ့ပုံစံတစ်တွေနဲ့ထိန်းချုပ်တိစောက်သွားကြမလဲဆိုတာပါပဲစဉ်းစားကြည့်ဖို့ကောင်းလာပါတယ်